နှစ်ပေါင်း20ကျော်အတွင်းမှာစုစုပေါင်း15နှစ်နီးပါးနေအိမ်အခြေချုပ်အပိတ်လောင်ခံခဲ့ရတဲ့အမျိုးသမီးသူမဘလို့ခံနိုင်ရရှိခဲ့တာလဲ1989ကစပြီးသူမဟာပြင်ပကဘာနဲ့လုံးဝအဆက်အသွယ်ပြတ်တောက်ထားခဲ့ပါတယ်ဒါပေမဲ့သူမရဲ့အကြမ်းမဖတ်တိုက်ပွဲဝင်မှုကြောင့်1990တင်မှာကမ္ဘာ့ဂုဏ်အသရေရှိနိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခံခဲ့ရပြီးကမ္ဘာကျော်လူအခွင့်အရေးသင်္ကေတဖြစ်လာခဲ့ပါတယ် The Nobel Peace Prize laureate 1991 Aung San Suu Kyi ဒါပေမဲ့ဒါဟာအလကားရခဲ့တာမဟုတ်ပါဘူး1999ခုနှစ်မှာခင်ပွန်းဖြစ်သူဒေါက်တာမိုက်ဖူအဲရစ်ဗရိတိန်မှာကင်ဆာရောဂါနဲ့နောက်ဆုံးအချိန်ရောက်နေလာတော့မြန်မာပြည်ကထွက်ခွာသွားရင်းစစ်အစိုးရကပြန်လာခွင့်ပေးတော့မှာမဟုတ်လို့တိုင်းပြည်အတွက်သူမဟာနောက်ဆုံးခရီးကိုတွားမတွေ့နိုင်ပဲအချစ်ကိုစွန့်လွတ်ထည့်ရပါတယ်ဒီလိုပေးဆက်မှုတွေအပြီးနှစ်ပေါင်းများစွာအကြာ2010ခုနှစ်နိုဝင်ဘာလမှာတော့သူမဟာနေအိမ်အကျယ်ခောက်ကနေတရားဝင်ပြန်လည်လွတ်မြောက်လာခဲ့ပြီးလူထုကြီးနဲ့ပြန်လည်ဆုံတွေ့ခွင့်ရခဲ့ပါတယ်လွတ်မြောက်ပြီးနောက်သူမဟာကမ္ဘာအမြင့်ဆုံးနိုင်ငံတော်ခေါင်းဆောင်ရာထူးစီအထိရောက်ရှိသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနောက်မှာဘာကြောင့်နိုင်ငံတကာရဲ့ဝေဖန်မှုကိုပြင်းပြင်းထန်ထန်ခံခဲ့ရပြီးအခုအချိန်မှာဘာကြောင့်ထောင်တန်းထက်ကျနေရတာလဲအဆုံးသတ်ဖြစ်တဲ့ Part 3မှာဆက်လက်ဆောင်ကြည့်ပါနောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေကိုထပ်ကြည့်ဖို့ကျွန်တော်တို့ရဲ့ page ကို follow လုပ်ထားပေးပါ